တရားလေးကဒီနေ့ကျမတို့တငယ်ချင်းတွေရဲ့အမှတ်တရလေးပါကျမတို့ရဲ့ချွေးနေတာလေးနဲ့ကျမတို့လှုပ်ချင်တဲ့လုပ်ငန်းလေးအောင်မြင်အောင်ဒီနေ့စလုပ်တဲ့နေ့လေးပါအုတ်မြစ်ချတဲ့နေ့လေးပေါ့နော်ဒီနေ့ဆိုင်ရှင်ဦးလေးစီကိုသွားပြီးတော့စာချုပ်ချုပ်ပါတယ်စာချုပ်ချုပ်ပြီးတော့ကျမတို့ဆိုင်ငယ်လေးကျမတို့လက်ထဲကိုရောက်ရှိခဲ့ပါတယ်စာချုပ်ချုပ်တယ်ပေါ့နော်ပြီးတော့ဆိုင်ငယ်လေးကိုကျမတို့ရဲ့အပြင်စင်ကျမတို့စိတ်ကြိုက်လုပ်ခွင့်လည်းပေးတယ်ပေါ့နော်ဦးလေးရပြီးတော့ကျမတို့ရဲ့ကြိုးစားမှုလေးတွေအရာထင်ခဲ့တယ်ပေါ့နော်ဒီနေ့တော့ဆိုင်ငယ်လေးသွားကြည့်တယ်ဆိုင်ငယ်ကိုသွားပြီးလိုအပ်တာလေးဖြည့်တယ်တန်ရှင်းလေးလုပ်တယ်ပေါ့နော်ဘာပဲပြောကျမတို့ထပ်ပြီးဒီထက်အများကြီးကြိုးစားရအောင်ပါပါအခုတော့ဆိုင်ငယ်လေးရရှိတယ်ဆိုတော့ကိုယ့်အတွက်ဘာပဲပြောထပ်ပြီးကြိုးစားမယ်အားရင်ဖြစ်တာပေါ့နော်ဆိုင်ငယ်ဈေးကွက်ထဲကိုကိုယ်ရောက်ရှိလာနိုင်တယ်ဈေးကွက်ထဲမှာနေရာတစ်ခုရတယ်ပေါ့နော်ဘာပဲပြောကျမတို့ရဲ့ကြိုးစားမှုလေးတွေရဲ့နေရာရလာတာပေါ့နော်ဒါပါပဲအားလေးလာပြောပြတာပါအားတွေကြွားကျင်လို့ပါပီတိလိုက်ဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ကြိုးစားမှုလေးနဲ့ဘယ်လိုမှမမျှော်နေတာပဲပေါ့နော်တစ်သက်လုံးဒီလိုမျိုးဈေးကွက်ထဲမှာအခြေချမယ်လို့မတွေးထားခဲ့ပြီပေါ့နော်ဒါပေမဲ့စီလုံးကြီးရဲ့အင်အားပါရှင်ကျမတို့တငယ်ချင်းတွေဒီနေ့အားနဲ့ပြန်လာတော့စားတဲ့တောက်တယ်ပေါ့နော်ဒါတန်ရှင်းမလုပ်ခင်မှာစားပြီးတောက်ပြီးတော့တန်ရှင်းလောက်ရပါတယ်ရှင်ကျမတို့ရဲ့လောက်အားလေးနဲ့ရခဲ့တဲ့ဆိုင်ကန်းလေးမှုပါပေါ့နော်ပုံဝင်းကြီးကောင်းကောင်းနေရကောင်းကောင်းလေးကိုကျမတို့ရခဲ့ပါတယ်ရှင်